Facebook ထဲမှာကိုကြည့်ထားတဲ့ဗီဒီယိုအားလုံးကိုတန်ရှင်းရေးလုပ်နည်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะဒီ Facebook ထဲမှာ Facebook ကိုအကြိုက်တုံးထားတယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာတန်ရှင်းရေးလုပ်ထားလို့ရှိရင်ပိုကောင်းတာပေါ့เนาะတန်ရှင်းရေးလုပ်တာကိုဘယ်လိုလုပ်ရမှာလဲဆိုတာကို Facebook ထဲကိုဝင်လာလိုက်ပေါ့เนาะဝင်လာပြီးသွားလို့ရှိရင်ဒီပေးရဟာပေါ့เนาะဒီ setting ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့เนาะဒီ setting ကိုနှိပ်လိုက်ပေါ့เนาะsetting ထဲမှာနှိပ်ပြီးသွားလို့ရှိရင်အောက်ကိုဆွဲလိုက်ပေါ့เนาะဒီနေရာလေးပေါ့เนาะဒီဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီစာသားနဲ့ဆွဲလိုက်ပေါ့เนาะဒီနေရာလေးပေါ့เนาะဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးတော့လို့ရှိရင်ကြည့်ထားတဲ့ဗီဒီယိုတွေကိုအကုန်လုံးဒီနေရာမှာလာပေါ်ပါဖြစ်ပါတယ်เนาะဒီနေရာလေးကိုဘယ်လိုဖြတ်ရမှာလဲဆိုတာကိုဒီစာသားလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတော့လို့ရှိရင်ဒီဟာကိုတစ်ချက်ပြန်နှိပ်လိုက်ပေါ့เนาะဒီနှိပ်ပြီးတော့လို့ရှိရင်ဒီစာသားပေါ်လာလို့ရှိရင်ရပါပဲเนาะပတ်ပြန်ထွက်လိုက်ပေါ့เนาะဒါကတန်ရှင်းလုပ်ပြီးတော့ပါပြီเนาะနောက်ထပ်တစ်ချက်ကတော့နောက်ထပ်တစ်နေရာပေါ့เนาะဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะဒီနှိပ်ပြီးတော့လို့ရှိရင်ဒီနေရာလေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါเนาะဒါဆိုရင်ပြီးပါပြီเนาะကိုယ်ဖုန်းထဲမှာတန်ရှင်းလုပ်ပြီးပါပြီเนาะဒီလိုမျိုးပါပဲเนาะတန်ရှင်းလုပ်နည်းလေးပါမိတ်ဆွေများဖုန်းထဲမှာတစ်ခါမှမလုပ်သေးဘူးဆိုရင်ကျွန်တော်ပြထားတဲ့အတိုင်းကိုလိုက်လုပ်လိုက်ပါเนาะဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်